ကိုဘာပဲလှုပ်လို့ကောင်းတာလှုပ်လို့မကောင်းတာလှုပ်လို့လို့သည်များကံရဲ့အကျိုးဆက်ကိုကိုပဲခံရမယ်ကိုပဲဆန့်ရမယ်ဟောဒါဟာသူ့ရဲ့အမွေခံပဲကံရဲ့အမွေခံပဲဖြစ်ရမယ်လို့ဒီအမြင်ကိုမြင်မှုလို့ရတယ်ဒါကိုကမ္မတက္ကတာသမာဓိဋ္ဌိလို့ခေါ်တယ်ကိုလှုပ်တာကိုတည်းသာသက်ဆိုင်တယ်လို့မြင်တဲ့အမြင်ဟာဘလို့တမိုးရှိတယ်လဲစဉ်းစားကြည့်စัจ jit နဲ့တွေးကြည့်ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ငင်းွယ်လိုက်တဲ့ပုဂ္ဂိုလ်တယောက်ဟာတူတော်လူကောင်းဖြစ်ဖို့မရှိနိုင်ဘူး။ဘာကြောင့်လို့ဆိုတော့ကိုလှုပ်တာကိုနဲ့မပတ်သက်ဘူးလို့ဆိုတဲ့အမြင်ရှိရင်ကောင်းတာလုပ်လဲကောင်းတာရမှာမဟုတ်ဘူးမကောင်းတာလုပ်ရင်မကောင်းကျိုးမခံရဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်တည်းသူလှုပ်ချင်တာတွေလှုပ်တော့မှာပေါ့သူလှုပ်ချင်တာအကောင်လားအဆိုးလားဆိုတာလူဆိုတာအဆိုးကိုသာလှုပ်တာများတယ်လွယ်တာကအဆိုးကလွယ်တာကိုနော်အဲ့တော့အဆိုးကိုလှုပ်တဲ့ဆိုကြတဲ့ကသူကလူတော်လူကောင်းဖြစ်ဖို့မရတော့နော်ဒါကြောင့်ကောင်းတာလုံးမှကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ဆိုတဲ့ကမ္မတက္ကတာသမာဓိဋ္ဌိအမြင်ဟာလူတော်လူကောင်းဖြစ်အောင်လမ်းခင်းပေးထားတာဖြစ်တယ်အကယ်၍တချို့ပုဂ္ဂိုလ်တွေမြင်တယ်လို့ပေါ့ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုပ်လဲဆိုးတာမဖြစ်ပါဘူးမဟုတ်တာလုပ်တဲ့လူတွေကြီးပွားနေတယ်ဟုတ်တာလုပ်တဲ့လူတွေကဆင်းရဲနေတယ်ဆိုတဲ့ဒီအတွေးလေးနဲ့ကံကံကြီးကျိုးကိုညှင်းပယ်မှုတွေလည်းဖြစ်တတ်သေးတယ်ပေါ့နော်သို့သောစဉ်းစားရမှာအခုတည်းပင်ဆိုင်ဒီနေ့ဆိုင်ဒီနေ့အပင်ပေါက်ပြီးတည်းသီးစားရပါမလားမစားရဘူးအချိန်ဆိုတာရှိသေးတယ်နော်အချိန်ဆိုတာရှိသေးတယ်ဆိုတာလုပ်ပြီးကောင်းကျိုးချမ်းသာရနေတဲ့ပုဂ္ဂိုလ်ဟာရှေးတုန်းကအကျိုးဆက်တွေကိုခံစားနေတာသာဖြစ်တယ်ပေါ့ကောင်းတာလုပ်ပြီးဒုက္ခရောက်နေတဲ့လူတယောက်ဟာလည်းပဲရှေးရခင်ကလုပ်ခဲ့တဲ့အကျိုးဆက်တွေကိုခံစားနေရခြင်းသာဖြစ်တယ်လို့ဒီလိုနားလည်ပြီးတာဖြစ်တယ်အဲ့ဒါလို့နားမလည်ဘူးဆိုလို့ရှိရင်ကံကံရဲ့အကျိုးညှင်းပယ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားနိုင်တယ်အဲ့တော့ကိုယ့်ဘဝကိုဆန်းစစ်ကြည့်လူတိုင်းဟာကိုယ့်ဘဝကိုဆန်းစစ်ရမှာကမ္မတက္ကတာသမာဓိဋ္ဌိနဲ့ဟုတ်ပြီကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတို့တွေဟာဘာတွေလုပ်နေလဲတနေ့တာ